ဇော်ဝင်းအောင်ပါခင်ဗျာရန်ကုန်မြို့စပင်တိုင်းကော်မတီညညာဌာနရင်းနှီးတန်ရှင်းမှုမှာလက်ထောက်ညွှန်ကြားမှုရာတို့နဲ့တာဝန်ထမ်းဆောင်ပါတယ်ဒီကနေ့ကျင်းပတဲ့ခန်းကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရှိရပေါ့နော်မိခင်နေကလေးဆောင်းချမှုကြီးကြပ်ရေးအဖွဲ့တွေနောက်တစ်ခါအမျိုးသမီးရအဖွဲ့တွေနဲ့ပေါ့နော်လေကျွန်းသူဖောင်ဒေးရှင်းဧည့်သည်တော်တွေကနေပြီးမှဒီရန်ကုန်မြို့စပင်တိုင်းကော်မတီညညာဌာနရင်းနှီးတန်ရှင်းမှုရဲ့၎င်းမြင်ရေတန်းစင်စက်ရုံကိုလာရောက်ပြီးတော့မှလေးလာခီလာရောက်တာဖြစ်ပါတယ်ဒီလေးလာရေးအစီအစဉ်ကတော့ကျွန်တော်တို့ဒီမိဂနီကလေးဆောင်းချောက်ရေးအဖွဲ့တွေအမျိုးသမီးရာကော်မတီတွေကနေပြီးတော့မှတဆင့်ပေါ့နော်ဤသူလူတို့ကိုဒီအင်ဂျင်နီယာဌာနရင်းနှီးတန်ရှင်းမှုရဲ့လုံဆောင်ချက်များနဲ့ပေါ့နော်ဒီရန်ကုန်မြို့ရဲ့ရေပေးဝေရေးခြေနေတွေပေါ့နော်ကျွန်တော်တို့ကအသိပညာပေးဖြန့်ဝေခြင်းနဲ့ရွေချက်နဲ့ကျွန်တော်တို့ဒီအစီအစဉ်ကိုဆောင်ရွက်တာဖြစ်ပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ရေပေးဝေရေးစနစ်ကပြည်သူတွေနဲ့အတူကျွန်တော်တို့ကပူးတွဲဆောင်ရွက်ရတာဖြစ်ပါတယ်ကျွန်တော်တို့ကနေပြီးတော့မှပြည်သူတွေကိုကျန်းမာရေးနဲ့ပြည်စုံတဲ့တန်ရှင်းတဲ့တောက်သုံးရည်တွေကိုနေ့စဉ်လုံလောက်စွာပေးဝေနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကနေပြီးတော့မှဆောင်ရွက်နေပါတယ်ခင်ဗျာတစ်ဖက်ကလည်းပြည်သူတွေအနေနဲ့ကလည်းဒီကျွန်တော်တို့ရဲ့ဖွဲ့စည်းနဲ့အတူတူပူးပေါင်းဆောင်ရွက်ပြီးတော့မှပေါ့နော်ဒီတန်ရှင်းတဲ့တောက်သုံးရည်ကိုကျွန်တော်တို့တန်ရှင်းတဲ့နည်းစနစ်တွေနဲ့ရယူသုံးစွဲနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့က awareness တွေပေးချင်တာပါအဲဒါကြောင့်မို့အတွက်ကြောင့်ကျွန်တော်တို့ကဒီလိုမျိုးအစီအစဉ်တွေကိုဒီ collaboration ပေါ့နော်အစီအစဉ်တွေကိုဆောင်ရွက်ရတာဖြစ်ပါတယ်ကျန်းမာရေးအသိပညာပေးတဲ့အနေနဲ့ကျွန်တော်တို့ရဲ့ဌာနရဲ့လှုပ်ဆောင်မှုတွေကိုဒီအသိပညာပေးတဲ့အနေနဲ့ပေါ့နော်ဒီ awareness program တွေကိုတော့ကျွန်တော်တို့ကကျောင်းတွေမှာလည်းဆောင်ရွက်လျက်ရှိပါတယ်အဓိကတော့ကျွန်တော်တို့ဒီအင်ဂျင်နီယာဌာနရင်းနှီးတန်ရှင်းမှုရန်ကုန်မြို့တော်စီမံတိုင်းကော်မတီအင်ဂျင်နီယာဌာနရင်းနှီးတန်ရှင်းမှုကနေပြီးတော့မှဒီရန်ကုန်မြို့နေပြည်သူလူထုအတွက်ကိုကျန်းမာရေးနဲ့ပြည်စုံနေပေါ့နော်တန်ရှင်းတဲ့တောက်သုံးရည်တွေကိုလုံလုံလောက်ဖြန့်ဝေပေးနိုင်တယ်ဖြန့်ဝေပေးနေတယ်ဖြန့်ဝေပေးဖို့လည်းကြိုးပမ်းဆောင်ရွက်နေရပါတယ်ဒီလိုကြိုးပမ်းဆောင်ရွက်နေရတဲ့အခါမှာကျွန်တော်တို့နဲ့အတူတူဒီပြည်သူလူထုကလည်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်ခင်ဗျဒီလိုမျိုး awareness program တွေရောအကြောင်းတွေမှာရောเนาะကျွန်တော်တို့တက်နိုင်လို့ရှိရင်တက်နိုင်တဲ့ဒီလိုပွဲခန်းသားတွေမှာလည်းပြခန်းတွေပြတာတွေ awareness program တွေဒီဟောပြောပွဲတွေလုပ်တာတွေနဲ့ကျွန်တော်တို့အသိပညာပေးတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်ခင်ဗျအဓိကတော့ကျွန်တော်တို့ကတန်ရှင်းတဲ့တောက်သုံးရည်ကိုပြည်သူလူထုကိုလုံလုံလောက်ပေးဝင်နိုင်မှုဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရန်ကုန်မြို့ရဲ့လူကြီးရာလေးနေ့စဉ်တိုးတက်နေပါတယ်အဲ့တိုးတက်နေတဲ့လူကြီးတွေနဲ့အတူတူကျွန်တော်တို့ရဲ့ရေလိုအပ်ချက်ကလည်းအမြဲတိုးတက်နေပါတယ်ဒီရေလိုအပ်ချက်ကိုလုံလုံလောက်ပေါ့နော်ကျွန်တော်တို့ကဖြည့်ဆွမ်းပေးနိုင်မှုအတွက်ကိုကျွန်တော်တို့ဘက်ကလည်းနေ့တိုင်းနေ့စဉ်ကျွန်တော်တို့ကရေကောင်းရေသန့်တွေထုတ်လုပ်နေဖို့ကိုကြိုးစားရပါတယ်ဒါအပြင်အများအားပုံမတိုးလို့ထုတ်လုပ်နိုင်မှုအတွက်ကိုပဲကြိုးစားရပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီရေရင်းမြစ်တွေရှာဖွေတယ်နောက်ရေတွေကိုတက်နိုင်သမျှတန့်စင်တယ်ပုံမကင်းအောင်လုပ်တယ်ပြည်သူလူထုကိုဖြန့်ဝေတယ်ဖြန့်ဝေတဲ့အခါမှာလည်းဖြန့်ဝေတဲ့ network တွေကိုပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်လာအောင်လည်းဆောင်ရွက်နေပါတယ်နောက်ပြင်ကျွန်တော်တို့ခုနကလိုမျိုးပေါ့နော်အသိပညာပေးတဲ့အနေနဲ့ပြည်သူလူထုတွေတခြားအဖွဲ့အစည်းတွေကလည်းကျွန်တော်တို့နဲ့အတူတူပူးပေါင်းဆောင်ရွက်လာအောင်အတွက်ကိုဒီလိုမျိုးဒီ knowledge sharing program တွေဒီလိုဟောတာဒီ awareness program တွေကိုလည်းကျွန်တော်တို့ကအမြဲတမ်းကြိုးပမ်းပြီးတော့မှဆောင်ရွက်သွားမှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့ဒီအနာဂတ်မှာရောเนาะတိုးတက်လာမဲ့ရေလိုအပ်ချက်တွေနောက်ရန်ကုန်မြို့အနာဂတ်ရဲ့ဒီလူနေထိုင်မှုအဆင့်တန်းမြင့်မားလာတဲ့အခါမှာလိုအပ်တဲ့ရေလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဌာနကနေပြီးတော့မှဒီအချိန်နဲ့တပြေးညီအားလုံးဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေတခြားအဖွဲ့အစည်းတွေကလည်းဒီလိုမျိုးရေကောင်းရေသန့်ရရှိလာတဲ့ရေကောင်းရေသန့်တွေကိုစနစ်တကျသုံးစွဲနိုင်ဖို့နဲ့ရေပေးဝေရေးစနစ်ကိုပေါ့နော်sustainable ဖြစ်ဖို့အတွက်ကိုဝိုင်းဝန်းပြီးတော့မှဆောင်ရွက်ပေးကြဖို့ကျွန်တော်တို့ကမြစ်တာအခန့်တင်ပါတယ်ကျမနာမည်ကတော့ရော်ဒီယာခိုင်ဖြစ်ပါတယ်အားကစားနဲ့လူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီကဒုဥက္ကဋ္ဌ6ပါဒီနေ့ကတော့ညီမတို့လက်ကုန်းမြင်ရေတန့်စင်စက်ရုံနဲ့ရန်ကုန်မြို့ရေပေးဝေတဲ့စနစ်ကိုလာရောက်လေ့လာတာဖြစ်ပါတယ်လာရောက်လေ့လာပြရတဲ့အကြောင်းရင်းကတော့အမျိုးသမီးရေးရာအဖွဲ့ကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမှာအမဝင်ရုပ်တော်ရေးဦးဆောင်ပြီးတော့မှပေါ့နော်ဒါလေးတွေကိုသိကျင်တဲ့ရန်ကုန်မြို့ရေဘလို့ပေးဝေရေတန့်စင်စနစ်ကိုဘလို့လှုပ်ဆောင်နေတယ်ဆိုတာပြီးခဲ့တဲ့အပတ်ကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာအစည်းအဝေးခေါ်ပြီးတော့မှကျမတို့ကိုရှင်းပြခဲ့တာပေါ့လာရောက်လေ့လာရတဲ့အချိန်မှာတွေ့ကြုံရတာတော့ကျမတို့ထိန်မင်အမိုက်စွန့်ပစ်တဲ့အမိုက်ပုံပေါ့နော်အမိုက်ပုံကိုလည်းတွားရောက်လေ့လာရတယ်နောက်ပြီးအမိုက်ပုံမှာဘလို့အမိုက်တွေကိုဘယ်လိုမျိုးပုံနေပေါ့စနစ်တွေပေါ့ဂျပန်နည်းပညာသုံးပြီးတော့မှထားတဲ့စနစ်တွေနောက်ပြီးတော့ဘယ်လိုတန့်စင်ပြီးမြေဩဇာလုပ်တဲ့စနစ်တွေအဲ့ဒါတွေအကုန်လုံးကိုလေ့လာခဲ့ရတယ်ပေါ့နော်အမိုက်စွန့်ပစ်တာမြေဩဇာထုတ်တာနောက်ပြီးတော့မှအခုဒီလက်ကွင်းပြင်ရေတန့်စင်စက်ရုံကိုဆက်ပြီးလာရောက်လေ့လာတဲ့အခါကျတော့ဒီစက်ရုံကြီးကအခုဇွန်လ2024ခုနှစ်ကမှပြီးသွားခဲ့တာပေါ့နော်အပြီးသက်ပြီးတော့မှအခုရန်ကုန်မြို့ကိုရေပေးဝေတာသူ့စုံလိုက်ရေပေးဝေနေတဲ့
အားလေးတွေကိုဆောင်ရွက်ထားတာတော်တော်လေးကိုအဆင်ပြေပြီးတော့တော်တော်လေးကောင်းမွန်တာလည်းတွေ့ရတဲ့အတွက်ရန်ကုန်ဝမ်းသာမိတဲ့ရန်ကုန်လည်းကျေနပ်မိတယ်ပေါ့နော်ရန်ကုန်မြို့ကိုရေတန့်စနစ်ကအခုလိုပေးဝေနိုင်တာအရန်အကျိုးရှိပါတယ်လို့လည်းမြင်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီမှာသုံးနေတဲ့ user တွေပေါ့နော်ရေကိုရောက်ရှိပြီးတကယ်လက်ထဲရောက်တဲ့အိမ်ထိရောက်လာတဲ့ရေကိုဘယ်လိုတက်တက်ရှင်းသုံးမလဲဆိုတဲ့ဟာလေးတွေပါနားထောင်ရတဲ့အတွက်ကြောင့်မို့ရန်ကုန်ကောင်းပါတယ်ဒါတွေကိုပြည်သူလူထုတွေကိုသိအောင်ကျွန်တော်တို့ပြန်လဲဆက်လက်ပြီးတော့ဖြန့်ဝေပေးဖို့လည်းအစီအစဉ်ရှိပါတယ်ရှင်အားကစားနဲ့လူငယ်ရေးကော်မတီအထောက်အကူပြုကော်မတီအနေနဲ့လာရောက်လေ့လာခွင့်ရတဲ့အတွက်ကျွန်တော်တို့အရန်လဲဝမ်းသာမိတယ်လို့ကျေးဇူးလေးတင်ပါတယ်အခုလိုစီစဉ်ပေးတဲ့လူတွေအားလုံးရောစီပင်ကလူကြီးတွေအားလုံးရောပေါ့နော်အခုတေချာချာလေးရှင်းပြပေးတဲ့အတွက်အများကြီးနားလည်သွားတယ်နောက်ဆိုပြည်သူတွေကိုဘယ်လိုမျိုးawareness ပေးရမယ်ဆိုတာနားလည်သွားတဲ့အတွက်ကျေးဇူးလေးအရန်တင်ရပါတယ်ကျမနာမည်ကတော့ဒေါ်ဆန်းဆန်းထွေးပါရန်ကုန်တိုင်းဒေသကြီးမြို့သမီးအဖွဲ့လုံးမှုဆောင်အဖွဲ့ဝင်တဦးဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ပေါ့နော်ဒီအမနာကာကြီးရဲ့ဥဆောင်မှုနဲ့ပေါ့ကျမတို့ဒီလွတ်တော်ခမ်းမလေးထဲမှာရေနဲ့ပတ်သက်ပြီးတော့ဒီမြို့တော်ပတ်ဝန်းကျင်တာလှပရေးဆိုပြီးတော့ဟောပြောပွဲလေးတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒီမှာကျမတို့စီမံသားကနေပြီးတော့ရှင်းပြပါတယ်ဒီရေစစ်ကန်လေးဒီကျမတို့ဒီထိန်မင်ပေါ့နော်ထိန်မင်အမိုက်ပုံစနစ်တွေအကြောင်းတွေရှင်းပြပြီးတော့အမကြီးရဲ့ဥဆောင်လမ်းညွှန်မှုနဲ့ကျမတို့တွေကဒီလေးလာရေးခီးထွက်ပစ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ပထမဦးဆုံးကတော့ပေါ့နော်ဒီထိန်မင်အမိုက်ပုံကနေပြီးတော့အမိုက်ပုံပေါ့နော်အမိုက်ပုံ၄မျိုးထားရမယ်ဆိုတဲ့ဟာလေးလည်းသိလာရပါတယ်နောက်အမိုက်အိတ်ကလည်းအစိမ်းအပြာအစိမ်းတစ်လုံးအပြာသုံးခုသုံးရမယ်ဆိုတာကိုလည်းအဲ့ဒါလေးကိုလည်းသိလာရပါတယ်ဒီနေ့ခုဒီရေစစ်ကံမှာဆိုလို့ရှိရင်လည်းဒီကျမတို့ပေါ့နော်ဒီလက်ကွန်းမြင်ဒီကနေပြီးတော့ဒီရေကိုပေါ့နော်ဘယ်လိုရေတန့်ဘယ်လိုထုတ်လုပ်တယ်ဘယ်လိုရေတွေကိုဘယ်လိုတန့်စင်ပြီးလုပ်တာလဲသိရတယ်နောက်အဓိကအချက်အနေနဲ့ပေါ့နော်အခုဒီကျမတို့ရန်ကုန်မြို့ပေါ်မှာဖြစ်ပွားနေတဲ့တိုက်ခန်းတွေကနေပြီးတော့ရေပိုက်တွေပေါက်တာနဲ့ပတ်သက်ပြီးတော့ဒီရေပိုက်လိုင်းတွေကအောက်မှာပဲသူတို့တွေကတူးထားတဲ့အတွက်ပေါ့ဒီရေစိုးရင်ညစ်တွေကဝင်နေတဲ့အတွက်ကိုအဲ့ဒီကနေပြီးတော့ကျမတို့ကဝမ်းပြက်ဝမ်းလျှောတွေဖြစ်နေတာတွေကိုကျမတို့ဒီရန်ကုန်တိုင်းဒေသကြီးကျမရေးဦးစီးဌာနကလည်းဖော်ထုတ်နိုင်ခဲ့တယ်ကျမတို့ဒီမြင်းကလေးမျိုးသမီးရအဖွဲ့ဝင်တွေအနေနဲ့ကလည်းဒီရေပိုက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကောင်းမွန်မှုအတွက်ပြည်သူလူထုတွေကိုပေါ့နော်ရက်ွက်နေပြည်သူလူထုတွေကိုဘယ်လိုပြောရမလဲဘယ်လိုဒီပိုက်တွေကိုဘယ်လိုဖြစ်လာလို့ရှိရင်ဘယ်လိုစီပင်နဲ့ဘယ်လိုဆက်သွယ်ပြီးတော့ဘယ်လိုပြောပြရမလဲဆိုတာတွေကိုဒီနေ့လေးလာရင်ကနေပြီးတော့သိရှိခဲ့ရပါတယ်မိဘပြည်သူတွေကိုလည်းပေါ့နော်အခုဒီနေ့ဒီရက်ကနေစပြီးတော့အမိုင်များကိုစနစ်တကျဆွန့်ပစ်ပြီးတော့ဒီကျမတို့ရဲ့ဒီပေါ့ဒီရေစည်းရေလာကောင်းမွန်ရေးဒီရန်ကုန်မြို့ရဲ့ဤတာလှပရေးအတွက်ကိုဝိုင်းဝန်းပြီးတော့ကိုကြီးဆောင်ရွက်ပေးကြပါလို့ကျမအနေနဲ့ပြောကြားလိုပါတယ်ရှင်ဆိုရင်မြင်မှာအင်းစိန်ခရိုင်မိခင်နဲ့ကလေးစောက်ချောက်မှုကြီးကြပ်ရေးအဖွဲ့ကအလုံးမှုဆောင်အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်ရှင်ရန်ကုန်တိုင်းမြို့သမီးရအဖွဲ့နဲ့မိခင်နဲ့ကလေးစောက်ချောက်မှုကြီးကြပ်ရေးအဖွဲ့နာယကရဲ့လမ်းညွှန်မှုနဲ့ပေါ့နော်လမ်းညွှန်မှုနဲ့နာယကကြီးကိုယ်တိုင်ပါဝင်ပြီးတော့ဒါပြီးတော့လေးလာရေးခီးထွက်ရခြင်းဖြစ်ပါတယ်ပတ်ဝန်းကျင်တန်ရှင်းရေးစိန်လန်းဆိုပြေရေကောင်းရေတန်တုံးဆွဲတတ်စေရေးအဲ့ဒီနဲ့ပတ်သက်ပြီးတော့လေးလာရေးခီးထွက်ရခြင်းဖြစ်ပါတယ်အကုန်လုံးကတော့ရက်ွက်နေပြည်သူတွေဖြစ်တဲ့အတွက်ကြောင့်ရက်ွက်ထဲမှာဒီအမိုက်တရိုက်တွေကိုပေါ့နော်အမိုက်တရိုက်တွေအမိုက်ဆိုအမိုက်6တွေပေါ့အဲ့ဒါတွေကိုစနစ်တကျသုံးဆွဲတတ်ဖို့စနစ်တကျပြင်နိုင်မှုအတွက်စီပင်သားရကနေပြီးတော့ကျမတို့ကိုလမ်းညွှန်ပါတယ်အဲ့တော့သူတို့လမ်းညွှန်တဲ့အတိုင်းအမှန်တန်ကောင်းမွန်တဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့်ရက်ွက်ထဲမှာလည်းအမိုက်ဆိုအမိုက်6เนาะဒီပြီးတော့ပလင်းကုံကအစပေါ့နော်တစ်ကိုင်းတစ်6တွေကအစစနစ်တကျသုံးဆွဲတတ်စေရေးကိုအသိပညာပေးဖို့လည်းလိုပါတယ်နောက်ပြီးတော့တဦးတယောက်စီစီကနေပြီးတော့ပေါ့နော်ဝိုင်းဝန်းပြီးတော့လှုပ်ဆောင်မှုလည်းလိုပါတယ်စီပင်သားရကရေကောင်းရေတန်ရဖို့လုပ်ပေးနေတယ်အဲ့ဒါကိုကိုကရေကောင်းရေတန်ရရှိပြီးတော့ရေကောင်းရေတက်ကိုစနစ်တကျသုံးဆွဲတတ်ဖို့နောက်ပြီးရေတွေကိုအလားအတာမလုပ်ဖို့ပေါ့နော်အလားအတာမလုပ်ဖို့ငါတို့ပတ်စံပေးရတာပဲတို့ရေမီတာတက်ထားတာပဲဆိုပြီးတော့ရေတွေကိုအလားအတာမလုပ်ဖို့နောက်ပြီးတော့ရေကောင်းရေတက်ရရှိဖို့အတွက်ကိုဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့နောက်အိမ်သားနဲ့နီးတဲ့နေရာတွေအိမ်သားသုံးတဲ့ရေတွေပေါ့နော်အဲ့ဒါတွေကအစပေါ့
သတိထားကြဖို့ပေါ့နော်ပြောချင်ပါတယ်နောက်ပြီးတော့ခုနပြောရေတိုးလောင်သုံးဆွဲတဲ့နေရာမှာလဲရေတိုးလောင်ကန်တွေကိုလည်းအမြဲတမ်းတန့်ရှင်းဖို့ပေါ့တန့်ရှင်းတက်ရဖို့လည်းလိုပါတယ်နောက်ပြီးတော့အခုစီမံသားနဲ့ပူးပေါင်းပြီးတော့မှရေကောင်းရေတက်ရရှိသုံးဆွဲတတ်စေအမိုက်တိုက်တွေဟိုပေါ့နော်စနစ်ကြပြည့်စေအတွက်လည်းဟိုအသိပညာပေးဆွေးနွေးပွဲတွေကိုစီမံသားနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တင်တယ်လို့လည်းထင်ပါတယ်အားလုံးလည်းဟိုပေါ့နော်တဦးတယောက်ချင်းစီကစပြီးတော့မိမိတို့ရဲ့အမှုချင်းကိုပြောင်းလဲလိုက်မယ်ဆိုရင်ကာယလှပတဲ့ပေါင်းမင်းချင်းကိုရရှိမှာဖြစ်ပါတယ်ရေကောင်းရေတက်တွေကိုလည်းသုံးဆွဲရမှာဖြစ်ပါတယ်